အိမ်စေးချေခြင်းပချီရေးဆွဲခြင်းကအစကျွန်တော်တို့စပင်ကာလာတွေကိုတင်တော့မယ်ဆိုရင်ဒီအခြေခံကာလာ theory ကိုသိရှိထားမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီအခြေခံကာလာ theory မှာအဓိကအကြောင်းရင်းဖြစ်တဲ့အကြောင်း၃ခုကိုလည်းကျွန်တော်တို့ထည့်စဉ်းစားထားမှာဖြစ်ပါတယ်။ဒါဒီအောင်နေရဆိုလို့ရှိရင်တော့ကျွန်တော်တို့အနီရဲ့အပြရဲ့အဝါရဲ့ဆိုပြီးမှကျွန်တော်တို့အကြောင်း၃အောင်ကိုသိရှိထားမှာဖြစ်တယ်။ဒီအကြောင်း၃အောင်ကနေပြီးမှမိခင်ကာလာလို့လည်းခေါ်တယ်ပင်မကာလာလို့လည်းခေါ်တယ်ကျွန်တော်တို့မူရင်းကာလာလို့လည်းခေါ်တယ်ဒါကိုဒီအကြောင်း၃အောင်မှာရှိပြီဆိုရင်ကျွန်တော်တို့တွေကာလာပေါင်းမြောက်များစွာ12အောင်မကတော့ကာလာပေါင်းမြောက်များစွာကိုကျွန်တော်တို့ဆက်နိုင်မှာဖြစ်တယ်ဒါကြောင့်မလို့ဒီ theory အခြေခံကာလာ theory ကိုဒါမသိခဲ့ရင်ကျွန်တော်တို့တွေဘာမှလုပ်လို့မရဘူးဆိုတော့လည်းသိရှိထားမှာဖြစ်တယ်ဒါကြောင့်မလို့ဒီအခြေခံကာလာ theory ကိုသိရှိဖို့အတွက်လိုအပ်ပါတယ်အကြောင်းတရက်တလ2026ခုနှစ်မှာစတင်ပြီးတော့နှစ်သစ်မှာကျွန်တော်ကာလာ theory online class တင်တန်းကိုမိတ်ဆက်ပေးလိုက်ခြင်းပဲဖြစ်ပါတယ်တင်တန်းသူတင်တန်းသားအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ဆက်လက်ပြီးတော့တင်တန်းတွေကိုတက်ရောက်နိုင်ကြပါစေဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်